လွန်ခဲ့တဲ့9နှစ်ကဗျကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအခုလိုအချိန်ကြီးကဒါရွေးကောက်ပွဲပြုလုပ်နေတဲ့ကာလတွေဒီလိုကာလတွေမှာလွန်ခဲ့တဲ့2020လောက်ကဆိုရင်ဒါကိုဗစ်ရောဂါဆိုတာအရန်ကိုကြောက်စရာကောင်းတဲ့ကက်ဆိုးကြီးပေါ့ဗျကက်ဆိုးရောဂါကြီးနဲ့ကြုံတွေ့နေရတော့ပြည်သူလူထုကရွေးကောက်ပွဲမှာကြိတ်တူမဲပေးခဲ့ကြတယ်ဗျဒါပြည်တွင်းပြည်ပပေါ့နော်နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကဒီ NLD ဥဆောင်တဲ့ရွေးကောက်ပွဲကစစ်မှန်ပြီးတရားမျှတကြောင်းထောက်ခံအားပေးခဲ့ကြတယ်။ဒါစစ်ကောင်စီကစကမပေါ့ဗျာနာမည်ကြီးပြောင်းပြီးလူတွေမပြောင်းဘဲနဲ့ငြိမ်ဝှက်ပြပြရေးစနစ်ငြိမ်ဝှက်ပြပြရေးဆိုတာမင်းငြိမ်နေမင်းဝှက်နေမင်းပြားနေမင်းပြနေဒီစနစ်နဲ့အုပ်ချုပ်တဲ့သူတွေပေါ့ဗျာပြည်သူလူထုဒီလူတွေကဒါမဲခိုးမဲလိမ်ပါတယ်ဆွဆွဲပြီးတော့အာဏာကိုသိမ်းခဲ့တယ်ဗျဒီလိုအာဏာသိမ်းမှုနဲ့အတူပြည်သူလူထုကလည်းဒီကိုဗစ်ကာလမှာဒါကြိတ်တူပဲဆန္ဒပြခဲ့ကြတယ်ငြိမ်းချမ်းစွာဒီလိုငြိမ်းချမ်းစွာဆန္ဒပြလာတဲ့ပြည်သူလူထုကိုစစ်ကောင်စီကစကားမပေါ့စစ်မြေပြင်လို့သဘောထားပြီးတော့ပြည်သူလူထုရဲ့ခေါင်းတွေကိုပဲတည်ပစ်ခဲ့ကြတယ်ကျွန်တော်တို့2021ဧပြီလမှာဆိုရင်ရန်ကုန်မန္တလေးမွန်ပြည်မော်လမြိုင်ပဲခူးဒီဒေသတွေမှာဆိုရင်တရက်တည်းကိုလူပေါင်း80ကျော်အသက်ဆုံးရှုံးခဲ့ကြရတယ်ဒီလိုနဲ့ပြည်သူလူထုကရလက်နက်ကိုဆွဲပြီးတော့တိုင်းသားလက်နက်ကင်တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုတော်လှန်ခဲ့ကြတယ်ဒီလိုနဲ့ပဲဒီစစ်ကောင်စီကတိုင်းပြည်ရဲ့ဘဏ္ဍာကိုဖင်ကူးထိုင်ပြီးတော့ပြည်သူလူထု1000ခွဲလောက်ကိုပြည်သူလူထုတက်1000ခွဲလောက်ကိုဒါအသက်တပ်ဖြတ်ခဲ့ကြတယ်ပေါ့ဗျာနေအိမ်ရွာပေါင်း16000လောက်ကိုမိရှုဖျက်ဆီးခဲ့ကြတယ်နိုင်ငံရေးအကျဉ်းသား2သိန်းကျော်လောက်ကိုဖမ်းဆီးထောင်ချခဲ့ကြတယ်ဒီလိုအကြမ်းဖက်စာသင်ကျောင်းတွေဘုံကျောင်းတွေဒါဘုံကျဲတယ်ပေါ့ဗျာဒီလိုလီရင်နဲ့ဆိုရင်လည်းအကျိန်ပေါင်းများစွာဒါဘုံကျဲပြီးတော့ပြည်သူလူထုကိုအကြောက်တရားနဲ့နှိပ်စက်ခဲ့ကြတယ်ပေါ့အခု2025မှာတော့ဒီစစ်ကောင်စီကရွေးကောက်ပွဲလုပ်ဖို့ကြိုးပမ်းနေကြတယ်ဒီလိုကြိုးပမ်းနေတယ်ဆိုတာဒီအမှုပညာရှင်တွေကိုလည်းဒါဝါဒဖြန့်ချီပြီးတော့ဒီဗီဒီယိုဖိုင်တွေရိုက်ပြီးတော့ပြည်သူလူထုကိုအစိတ်တွေးဖို့ဒီဗီဒီယိုဖိုင်တွေကိုလည်းဝေဖန်တဲ့သူထောက်ပြတဲ့လူဒီလူတွေကိုလည်းဒါဖန်စီရေးယူပြီးကြမ်းတမ်းကင်တွယ်နေအောင်တွေးရတယ်ဒီရွေးကောက်ပွဲလှုပ်ရှင်အဖြစ်နိုင်ငံတကာမှာရောပြည်တွင်းမှာရောပြည်ပမှာရောဒါရွေးကောက်ပွဲအစိုးရဖြစ်ကြောင်းကိုလိမ်ညာလှည့်ပြားခြင်းသက်ပဲဆိုတာကျွန်တော်တို့သိရတယ်ညီကုန်းချုပ်ပြောရမယ်ဆိုရင်ပြည်သူလူထုကသိတယ်ဗျနော်ဒီ2020ရွေးကောက်ပွဲကာလမှာ COVID-19 ကပ်ရောဂါရှိတာတော့ကြိတ်တူမဲပေးပြီးတော့အစိုးရတည်းပေါ်ပေါက်ရေးအတွက်အားပေးထောက်ခံခဲ့ကြတယ်ဒီစစ်အာဏာရှင်ဥဆောင်ပြီးလုပ်တဲ့ရွေးကောက်ပွဲမှာကြတော့90%လောက်ကမဲပေးဖို့ဆန္ဒမရှိဘူး10%လောက်ကတော့ဒါမဲပေးဖို့ဆန္ဒရှိတယ်ပေါ့ဗျာအခုတလက်စရဲပြောရမယ်ဆိုရင်ဗျာဒီမဲပေးဖို့အတင်းကျပ်ဖိအားပေးတဲ့သူတွေရှိရဆိုရင်လေဒီ NUG ကဒီလူတွေကိုတိုင်ကြားဖို့ဖိတ်ခေါ်ထားတာရှိပါတယ်ကျွန်တော်တို့ဒီတော်လန်ရေးရာတကယ်အောင်ပါပါအရေးတော်ပုံအောင်ရမယ်